များဝင်လာတဲ့ချိန်မှာဒီကပြည်သက်တွေလက်ခုပ်ဩဘာကြည့်ပြီးတော့ကျဆိုကြရအောင်ပထမဆုံးပြသမယ့်ဝတ်ဆောင်ကတော့မီဇုံဝတ်ဆောင်ဖြစ်ပါတယ်ဝတ်ဆောင်လေးနာမည်ကတော့အာဝတ်ဆောင်လေးဖြစ်ပါတယ်ဇုံပွားဖြစ်ပြီးတော့မင်းကလေးဝတ်စင်နဲ့ဝတ်စုံလေးကတော့ဇုံနီးဝတ်စုံဖြစ်ပါတယ်ယောက်ျားလေးခြုံတဲ့အဆောင်အမီကတော့ပွိုင်းလိုက်စင်အမီလေးဖြစ်ပါတယ်One day
ဟာခါဝတ်ဆောင်ဖြစ်ပါတယ်ဝတ်ဆောင်နာမည်နှစ်စုံနှစ်လန်းဝတ်ဆောင်ဖြစ်ပါတယ်စောပွားမျိုးနွယ်တွေဝတ်စင်တဲ့ဝတ်ဆောင်လေးဖြစ်ပါတယ်ခုပြတ်သားမဲ့ဝတ်ဆောင်လေးကတော့ဖလာဝတ်ဆောင်လေးဖြစ်ပါတယ်ဝတ်ဆောင်လေးရဲ့မြေကတော့ဇာဟာဝတ်ဆောင်လေးဖြစ်ပါတယ်
Zorin in poa, shat lo la